လူတွေရဲ့အိမ်မက်တဲ့လူတွေရဲ့ကြပြားတွေရေးဆက်ကတွေ့တေးပြီးသွားတူတိုးအတွက်ပါချန်သေးလဲမေးမယ်ခံနိုင်ရဲ့ဆုံးတစ်ဖက်ကြီးပဲမြေတာတွေပြချလေလွင်းရသွားခဲ့တဲ့လမ်းတွေပြောင်းနေစေလူငယ်ရဲ့နာကတိပါကြောက်လဲငွေကြောက်တော့ဒါမောင်တဲ့ပြေးနေခဲ့ရလူငယ်တယောက်ပါစင်ပြေကြတဲ့လူတွေရဲ့ပူတွေများစွာနဲ့ခက်ခဲတွေကြလူတွေရဲ့နေစဉ်ဆက်ပြက်ရှာစားနေကြလောကကြီးတော့ကဖီးချက်တာမသိလိုက်တဲ့တိတ်ဘွားတွေရန်နာလို့မဆုံးပေါ်ရက်စကတ်ခွန်းလောင်းနဲ့မင်းနောက်ကြောကိုဓာတ်နဲ့ထိုးမို့စောင့်နေအာကြီးပဲစောက်ရတဲ့တိုက်ရှောက်ပြီးတော့လဲကွဲဘူးတဲ့နောက်ဆုံးတော့ကာစီလဲမြငယ်စင်ကတွေးကြလောက်ကြီးလောက်ထားကြီးလဲမကြဝါဆိုတာဓာကြီးပဲလားဝါဆိုတာဓာကြီးပဲလား oh shit ဆိုလိုက်မောင်တဲ့ပြေးနေတာငါတို့တော့မစမ်းကြတော့ဘာလာတာလာလူအိုင်းတော့လာပါလီလီလာလာတီတီချာချာလူတွေရဲ့ဘွားတွေရဲ့ပတ်ကသနာကြောင်ပါ sorry shit မရှိငါပေးခဲ့သလိုသူတို့ပြန်ပေးမယ်လို့တွေးမိတီးခဲ့ခင်ကတော့လက်ကမ်းမိတယ်ပြောင်းလဲလာတယ်ပြောင်းလဲလာနှစ်တော့မရှိတဲ့တစ်ခါလေးတော့ကားလဲကောင်းပါငါပြေးနေစဲပါတွေးနေစဲပါငါတည်သွားရင်တော့မှတန်လေးတော့ချမ်းခဲ့ပြီးသားဖြစ်မှာအခုငါလက်ရှိဘွားပါငါလက်ရှိဘွားမှာပေးပေါင်းနဲ့ခံခဲ့ရမွန်ချက်ပူတွေနဲ့စိတ်ပြေဒီ music မှာယူတော့ခဲ့တဲ့နှစ်တွေများစွာအချိန်ကစအိမ်နဲ့ပြေးလဲကောင်းတဲ့ဆွေမျိုးတွေရဲ့ငွေစကားပြောတာထိနာခါမူဗီအိမ်နဲ့ရစ်တာတွေအိမ်ကိုကိချာမိခဲ့တာတွေတီချင်းတဲ့ထဲကတောင်းမဲ့စာရေးနောက်ဆိုနာကကိုငါတယောက်တည်းရှောက်လန်းဆိုဝစ်ကာပြောတဲ့လူတွေရဲ့ပေါက်ကိုပိတ်လို့တောက်လျှောက်စိတ်သက်မှန်သရှင်တန်ဖို့တွေးဆဲပြီးရေးခဲ့ပြီးမှတ်တိုင်ထူခဲ့